အာဆင်နယ်ပြည်သက်တို့ရေဟင်းဝီကိုအက်စရီခွန်ဆာကိုပေါင်50တန်းနဲ့ခေါ်ယူဖို့အားလုံးသဘောတူပြီးပါပြီဆေးစစ်ပြီးရင်အာဆင်နယ်ကစားသမားတစ်ဖြစ်လာတော့မှာပါဟေး TikTok နဲ့ YouTube မှာကြည့်ရှုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအာဆင်နယ်ခွန်တန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အတလက်တစ်ရဲ့နာမည်ကြီးသတင်းချောင်းဒေးဗစ်အွန်စတိန် Sky Sport နဲ့ Fabrizio Romano တို့ရဲ့ဖော်ပြချက်တွေအရအာဆင်နယ်ဟာအက်စရီခွန်ဆာကိုခေါ်ယူဖို့အက်စတွန်ဗီလာနဲ့သဘောတူညီမှုရရှိထားပြီးအပြောင်းအရွှေ့ကအပြည့်သက်ဖို့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အတက်နဲ့ Sky Sport ကဒီရက်တန်ဖိုးကိုပေါင်50တန်းဝန်းကျင်လို့ဖော်ပြထားပြီး Fabrizio Romano ကတော့ပေါင်တန်း90အထွန်လို့ဖော်ပြထားပါတယ်။ခွန်ဆာကအာဆင်နယ်ကိုအပြောင်းရွှေ့ဖို့အတွက် medical check-up ကိုဒီနေ့တောက်ကြနေ့မှာစစ်ဆေးမှုခံယူမဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ medical check-up နဲ့စာချုပ်ပိုင်းဆိုင်ရာနောက်ဆုံးအဆင့်လုပ်ငန်းတွေကိုပြီးစီးသွားရင်အာဆင်နယ်ကတရားဝင် website ကနေကြေညာမှာဖြစ်ပါတယ်။ဒီအပြောင်းရွှေ့ရဲ့အဓိကအကြောင်းရင်းကတော့အာဆင်နယ်ရဲ့ခံစစ်ပိုင်းမှာကစားသမားလိုအပ်ချက်ဖြစ်လာတာပါ။ ဝီလီယမ်စလီဗာရဲ့ရေရှည်တန်ရာကြောင့်အာဆင်နယ်ဟာစန်တာဘက်နေရာမှာအင်အားလျော့နေပြီးဂျူလီယန်တင်ပါရဲ့ဒဏ်ရာအခြေအနေကလည်းခံစစ်ပိုင်းမှာရွေးချယ်စရာတွေကိုထပ်မံလျော့နေစေပါတယ်။မီကေအာဒီတာကိုယ်တိုင်လည်းအာဆင်နယ်ဟာ transfer market ထဲမှာတက်ကြွလှုပ်ရှားနေပြီးဝီလီယမ်စလီဗာရဲ့ long term injury နဲ့ defender တယောက်ထပ်မရှိတော့တာကြောင့်ခံစစ်ပိုင်းကိုအားဖြည့်ဖို့ကြိုးစားနေတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ခွန်ဆာဟာအာဆင်နယ်အတွက်လိုအပ်နေတဲ့ defensive reinforcement ဖြစ်လာနိုင်ပါတယ်။ခွန်ဆာရဲ့အားသာချက်တစ်ခုကတော့ center back နေရာတွေမကပဲ right back နေရာမှာပါကစားနိုင်တာဖြစ်ပါတယ်။ဒါကြောင့်အာဆင်နယ်အနေနဲ့တယောက်တည်းနဲ့ခံစစ်နေရာနှစ်ခုအတွက်အရန်အင်အားရရှိနိုင်မှာဖြစ်ပါတယ်။စလီဗာပြန်လဲကြန့်ခိုင်လာတဲ့အခါမှာလဲခွန်ဆာဟာစကော့တက်ကိုပုံမကောင်းမွန်စေမှာဖြစ်ပြီးရာသီတစ်လျှောက်လုံး Premier League, Champions League နဲ့အခြား cup ပွဲတွေမှာအရေးကြီးတဲ့ rotation player ဖြစ်လာနိုင်ပါတယ်။ Sky Sport ရဲ့ဖော်ပြချက်အရခွန်ဆာဟာပြီးခဲ့တဲ့ Premier League ရာသီမှာ ground ကျူတဲ့အနိုင်ရမှုအပိုင်းမှာ Premier League ထဲမှာအကောင်းဆုံးကစားသမားတွေထဲမှာထိပ်ဆုံးအဆင့်ရှိနေခဲ့ပါတယ်။ Van Dijk နဲ့ Arsenal ရဲ့ Gabriel Magalhaes တို့လိုထိပ်တန်း defender တွေနဲ့နှိုင်းယှဉ်လို့ရတဲ့ dual record ရှိတာကြောင့် Arsenal ရဲ့ defensive system အတွက်အသုံးဝင်မဲ့ကစားသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ Mikel Arteta ရဲ့ Arsenal ဟာ defender တွေကိုတယောက်ချင်း defensive duel မှာခိုင်မာဖို့အပြင်ဘောလုံးကိုနောက်တန်းကနေစတင်တည်ဆောက်နိုင်ဖို့လည်းအလေးထားပါတယ်။ခွန်ဆာဟာ center back အဖြစ်ကစားနိုင်တယ်လို့ right back အဖြစ်လည်းအသုံးပြုနိုင်တာကြောင့်မီကေအာဒီတာအတွက် tactical flexibility ပိုရလာနိုင်ပါတယ်အထူးသဖြင့်စလီဗာမပါနိုင်သေးတဲ့ကာလမှာဂါဘရီယယ်မကာဟေးနဲ့ခွန်ဆာတို့ရဲ့ center back partnership ကိုအသုံးပြုနိုင်တဲ့အခြေအနေရှိလာနိုင်ပါတယ်ခွန်ဆာကအာဆင်နယ်ကိုထွက်ခွာမဲ့အခြေအနေကြောင့်အက်စတွန်ဗီလာဘက်ကလည်းသူ့နေရာကိုအစားထိုးဖို့ defender တယောက်အမြန်အသစ်ရှာဖွေနေပါတယ်ခွန်ဆာရောက်လာခဲ့ရင်အာဆင်နယ်အနေနဲ့အခုချိန်မှာကြန့်ရှိနေတဲ့အဓိကအဆင့်ကတော့ medical နဲ့